ချင်တာကြတော့အဲ့လိုမဟုတ်တော့ဘူးဘုံကကလားကိုအားပေးနေတာက NLD ပါတီလို့ကျွန်တော်ပြောနေတယ်ပုံနေတယ်သူကလည်းပြောတော့ကျွန်တော်ပြောတော့ပါသူကလည်းခါမှာ NLD ပါတီကပြောရေးဆိုလို့ရှိရင်ဥညာဝင်းကဘာပြောလဲဆိုတော့ဒီကလားတွေကဘယ်ကလာတာဖြစ်နိုင်လဲဆိုတော့ဘူးသီးတောင်တောင်တော်ဘက်ကလာတဲ့မြန်မာနိုင်ငံကကလားတွေဖြစ်နိုင်ပါတယ်ဖြစ်တယ်လို့တော့မပြောဘူးနော်ဖြစ်နိုင်ပါတယ်လို့ပြောတယ်သူတို့ပါတီကပါတီကောင်းဆောင်ကြီးကိုပြောတယ်ဗျာဒီလူတွေကိုမြန်မာနိုင်ငံသားအဖြစ်ခွင့်ပြုတယ်မှာလေဒီပေါ်သွင်းတာမဟုတ်ပါဘူးလို့ပြောတယ်မှန်ပါတယ်တော်တော်ကြီးပေါ်သွင်းတာမဟုတ်ပါဘူးသို့တော်လည်းကလားကိုအားပေးတယ်ဆိုတော့ကိုလိုပြောတဲ့စကားလုံးကကလားတွေကိုမြန်မာနိုင်ငံသားတွေပြုခွင့်ပေးခြင်းတယ်ကလားတွေကိုလည်းသူကအားကိုးနေတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့ပြောကြလိမ့်မယ်ကျွန်တော်တို့ headset ထဲမှာလက်ကျင်ဒီနေ့ငါလေဒေါ်စန်းကြီးရဲ့ကားကိုမောင်းတဲ့လူက driver ဘာလူမျိုးထင်ကလားလူမျိုးဖြစ်ပါတယ်ဒါပုံပေါ်နေတဲ့မှာကို headset တွေထဲမှာလည်းရှိတယ်အားလုံးရှိတယ်ဒါတွေကရှင်းရင်လည်းရှင်းလို့ရပါတယ်ဒါတွေလည်းရှိတယ်ကျွန်တော်တို့ကဘွေထူထားလည်းရှိတယ် headset တွေထဲမှာကိုပေးထားလည်းရှိတယ်ဒါတွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကတော့ပြုံးပြောရရင်ကျွန်တော်တို့ကတော့ကလားကိုအားမပေးနိုင်ဘူးဖြစ်ပါတီကကလားကိုအားပေးလို့ပြောရရင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တို့တွေရတယ်လမ်းတွေဖြစ်လာဓာတ်တွေဆောက်တာတွေဒီလိုပတ်ဖို့တာတွေရှင်းဝင်ရအများကြီးရလာတာတော့သားတို့ဒီလုံးလို့တရားတိုက်ခိုက်လုပ်နေလို့မဟုတ်ပါဘူးကျွန်တော်တို့ကပြည်သူတွေကိုအခြေခံပြီးပြည်သူတွေလိုလားတဲ့ဒီမိုဒီခစ်ကိုသွားကျင်လို့ဖို့ကိုကျွန်တော်တို့ကအစိုးရအပြင်တော့ပြီးဒီလိုတဲ့အောင်လုပ်ပြဘယ်တော့တစ်ခါကတော့ဒေါ်လာဒီလုံးလို့ဟုတ်ပြီကဲဒေါ်သားတို့ဒီကိုကျွန်တော်တို့ကအခုလိုပြည်သူတွေကပြင်တော့မပေးတယ်ကိုဒေါ်သားတို့ဒီတက်လို့သူတို့အစိုးရကကျွန်တော်လုပ်နေရတယ်ဆိုရင်ကျွန်တော်ပြောကြတယ်အခုလည်းဘိုးတို့ကြီးမဲအောင်နိုင်ကကျွန်တော်တို့ဘိုးတို့ဖိတ်စိတ်ကိုဥပဒေမျိုးရဲ့နောက်တာကျွန်တော်လုပ်နိုင်တယ်အခုချိန်မှာမကြည့်လိုက်ရင်အာဏာသိမ်းလို့ရတယ်ဆိုရင်ပြောရတယ်အဲ့တော့ဒီလိုမျိုးဖြစ်ကိုမသွားချင်ဘူးမဲနေယူယူဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ဘိုးတို့ကြီးတန်းစီတာတက်ပြီးအုပ်ချုပ်နေလို့ရတယ်ဘယ်လိုပါပြောရမလဲဗျာ